main ကလေးတွေအင်ဂျီလက်ပြတ်ဝတ်ရင်ယုံကြည်မှုမရှိဖြစ်နေပြီလားလက်မောင်းကြီးတာပဲဖြစ်ဖြစ်လက်မောင်းသေးတာပဲဖြစ်ဖြစ်ဒီလေ့ကျင့်ခန်းလေးတွေကိုလိုက်လုပ်မယ်ဆိုရင်လက်မောင်းလေးတွေရှိတ်ပေါ်လာပြီးတော့ပုံမူလှပစေမှာပဲဖြစ်ပါတယ်ဒါဆိုရင်လေ့ကျင့်ခန်းလေးတွေလိုက်လုပ်ကြည့်လိုက်ရအောင်နံပါတ်1 bicep curl ဒီလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာအပေါ်လက်မောင်းလေးကိုမလှုပ်ဖို့သတိပြုရပါမယ်နံပါတ်2 hammer curls ဒီမှာလည်းအပေါ်လက်မောင်းမလှုပ်ဖို့သတိပြုပေးရပါမယ်နံပါတ်3 overhead tricep ဒီလိုလုပ်နေတဲ့အချိန်မှာတထောင်စစ်ကြီးကားသွားတာကတ်သွားတာမျိုးမဖြစ်ပဲလက်မောင်းနဲ့တထောင်နဲ့ကတန်တန်လေးထားရပါမယ်ဒီလေ့ကျင့်ခန်း3မျိုးကို12ကြိမ်3ကြော့စီပြုလုပ်ပေးရပါမယ်တစ်ပတ်မှာ2ကြိမ်သို့မဟုတ်3ကြိမ်လောက်လုပ်ပေးရုံနဲ့လှပတဲ့ဒီ shape ရမယ်ဒီလက်မောင်းလေးတွေကိုရရှိစေမှာဖြစ်ပါတယ်အလေးလုံးမရှိတဲ့သူတွေအနေနဲ့လည်းရေ1လီတာဘူးလေးတွေအစားထိုးပြီးတော့အသုံးပြုပေးလို့ရပါတယ်အခုလိုမျိုးဒီလှပကျန်းမာစေမဲ့လေ့ကျင့်ခန်းလေးတွေနီးလန်းလေးတွေကိုအများအားတင်ဆက်ပေးနေမှာမလို့ page ကို like and follow လေးလုပ်ပေးဖို့တောင်းဆိုပါတယ်